Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ unboxing လုပ်ဖို့အလှည့်ကျလာတာကတော့ Edify MR4 ပေါ့နော် Studio Monitor လေးပဲဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်လိုချင်နေတာလည်းကြာပြီ promotion ချတဲ့ခင်နဲ့လည်းတွေ့တဲ့အခါကျတော့မိုင်းနဲ့ပေါက်ဆွဲလိုက်တယ်ပေါ့နော်ကျွန်တော်ရွေးချယ်လိုက်တဲ့အရောင်လေးကတော့ဖြူလေးပြသူ့မှာရွေးချယ်စရာအရောင်2မျိုးရှိတယ်ပေါ့နော်အဖြူနဲ့အနက်နဲ့ပေါ့ကျွန်တော်ကတော့အဖြူ crazy ဆိုတော့အဖြူပဲယူလိုက်ပါတယ်စပီကာလေးကို packaging လုပ်ထားတာကတော့လုံးဝကိုဘယ်လိုပြောမလဲပေါက်ကလေးကိုထုတ်ရတဲ့ feel လေးကဂွန်းလေးတွေနဲ့ဗျာတခြားလေးလောက်ထားတာ e-set တို့သူရဲ့နောက်မှာတော့ဒါ media control တွေပေါ့နော်ရှေ့မှာတော့ volume အကျယ်အတူလောက်တဲ့ control တစ်ခုပါမယ်ဗျကျန်တာတော့ဘာမှမပါဘူးเนาะအသွင်ကြိုးတွေပါရကျွန်တော်ရိုက်ဖို့မေ့သွားတာထုတ်လိုက်ပါတယ်အသွင်ကြိုးတွေသူ့ရဲ့ပစ္စည်းတွေကတော့စုံစုံလင်းလင်းပါတယ်ဗျကြိုးတွေပေါ့ accessory တွေကတော့ကဲသူ့ကိုကျွန်တော်ဆက်တက်လုပ်ပြီးလို့ချင်းသူ့ရဲ့အတန် quality လေးတွေကိုနည်းနည်းဖွင့်ပြမှာပေါ့နော်နောက်မှဒါကျွန်တော်သုံးရတဲ့ experience တွေပါတွေကိုပြန်ပြီးတော့ပဲဗီဒီယိုလေးတစ်ပုတ်လုပ်ပြီးဒီကောင်လေးကိုဝယ်သိမ့်ပေါ့အကြံပေးတာပေါ့ဒါကတော့သူ့ရဲ့အတန်ဖြစ်ပါတယ်ဒီကောင်ကသူကတချင်းအေးလေးတွေဖွင့်တာပို့ပြီးကောင်းတယ်ဗျမော်နီတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်တာမသိဘူးပေလေးကတော့နည်းနည်းလေးပြော့တယ်ဗျကိုကဘေးပြင်းပြင်းကြရင်တော့ဒီ Edify ကထုတ်ထားတဲ့ subwoofer ရှိတယ်ပေါ့နော် subwoofer နဲ့တွဲသုံးလိုက်လို့ဆိုတော့လုံးဝ perfect ဗျဒီကောင်ရဲ့အခုလက်ရှိပေါက်ဈေးကတော့ဘတ်6000ဝန်းကျင်လောက်ရှိတယ်ပေါ့နော် promotion ချတာဆိုတော့ဒီတက်ပိုတက်တာဗျကဲအားလုံးပဲဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြလို့ကျေးဇူးပါဗျာနောက်ဗီဒီယိုဆက်လာ Baby, get that baby.